Hello အားလုံးပဲမင်္ဂလာပါ United Finance ကနေကြိုဆိုပါရစေပွဲစဉ်20ခွန်ရဲ့နောက်ဆုံးလက်ကျန်ပွဲစဉ်ဖြစ်တဲ့ဒီနေ့မှာ Everton နဲ့ Manchester United တို့ပွဲစဉ်ကအင်္ဂါနေ့မနက်2နာရီခွဲမှာ Manchester United အနေနဲ့ Everton ကွင်းမှာတွားရောက်ရှင်ပြန်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ Manchester United အနေနဲ့ Everton ကွင်းမှာတွားရောက်ရှင်ပြန်ရဖို့ဆိုတာက Everton လေးကိုအသင်းမျိုးကိုအဝေးကွင်းတွားရောက်ရှင်ပြန်ဖို့ဆိုတော့တိတ်ပြီးတော့လွယ်ကူမနေဘူးเนาะဒါပေမဲ့လည်း Manchester United အနေနဲ့ဒီနေ့ပွဲကအနိုင်3မှတ်ရကိုရမှအဆင်ပြေမယ်ပွဲတစ်ပွဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အကယ်၍အနိုင်3မှတ်သာရခဲ့မယ်ဆိုရင်ကျွန်တော်တို့အစတွန်ဗီလာကရှေ့ပွဲစဉ်ဖြစ်တဲ့Leeds United နဲ့ပွဲစဉ်မှာတည်ကြခဲ့တယ်ပြီးတော့မနေ့ကကျွန်တော်တို့ Chelsea က Burnley နဲ့1-1တည်ကြခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ Manchester United ကဒီနေ့ပွဲမှာသာနိုင်ခဲ့မယ်ဆိုရင်Aston Villa နဲ့3မှတ်ပဲကွာတော့မယ်ပြီးတော့Chelsea Liverpool တို့နဲ့ကျွန်တော်တို့3မှတ်ဖြတ်ထားနိုင်ခဲ့မယ်ပေါ့ဒီနေ့ပွဲကအဲ့ဒါကြောင့်ဒီလိုအခွင့်အရေးမျိုးကို Michael Carrick ဘယ်လိုအရယူလာမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ပြီးတော့ Michael Carrick အနေနဲ့ပြီးခဲ့တဲ့နောက်ဆုံး5ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်အဝေးကွင်းမှာအဝေးကွင်းတွားရောက်ရှင်ပြန်ခဲ့တာဆိုရင်Arsenal ကို2-3နဲ့နိုင်ခဲ့တယ်ပြီးတော့ West Ham ကို1-1နဲ့တည်ကြခဲ့တယ်ဒါက Manchester United ရဲ့နောက်ဆုံးလက်ကျန်နောက်ဆုံး5ပွဲပေါ့နော်ပြီးတော့ Everton ရဲ့နောက်ဆုံး5ပွဲမှာဆိုရင်သူတို့ကEverton ကတည်တဲ့ပွဲအိမ်ကွင်းမှာတည်တဲ့ပွဲပြီးတော့ Fulham ကို1-2ဆိုတဲ့ရလနဲ့ရှုံးခဲ့တယ်အဲ့ဒါကိုကြည်စင်းအဖြစ် Everton ကအိမ်ကွင်းမှာအရင်ကြီးတော့ကောင်းနေတဲ့ထဲမှာတော့မပါဘူးပေါ့ဒါပေမဲ့ Manchester United ကလည်းနောက်ဆုံး5ပွဲမှာအဝေးကွင်းမှာ2ပွဲမှာArsenal ကိုနိုင်ခဲ့တယ်ပြီးတော့ West Ham ကိုတည်ကြခဲ့တယ်အဲ့ဒီအကြောင်းအရာတွေကြည်ရင်အဖြစ် Manchester United အနေနဲ့ဒီနေ့ပွဲကအရင်ခက်ခဲမဲ့ပွဲမဟုတ်ဘူးဆိုတာကျွန်တော်တို့လက်ခံထားလို့ရမယ်ဒါပေမဲ့လည်းကွင်းထဲမှာဘယ်လို performance တွေပြလာမလဲဆိုတာကျွန်တော်တို့ပွဲပြီးရလက်ကိုကျွန်တော်တို့သိရမှာပေါ့နော်ဒါပေမဲ့လည်း Michael Carrick အနေနဲ့ဒီနေ့ပွဲနိုင်ကိုနိုင်ရမယ့်ပွဲတစ်ပွဲဖြစ်တယ်နိုင်တဲ့နိုင်ထိုက်တဲ့ပွဲတစ်ပွဲလည်းဖြစ်တယ်ဘာလို့နိုင်တဲ့နိုင်ထိုက်တာလဲဆိုတော့သူရှေ့မှာလောက်ပြခဲ့တဲ့အရာတွေကMan City လို့အသင်းကိုအနိုင်ကန်ပြခဲ့တဲ့အရန်ခက်ခဲပါတယ်ဆိုတော့ Arsenal လို့အသင်းမျိုးကိုအနိုင်ကန်ပြခဲ့တယ်ဒါတွေကလွယ်လွယ်နဲ့ရလာတဲ့ရလက်တွေတော့မဟုတ်ဘူးနော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ Everton နဲ့ပွဲမှာဒါအနိုင်ရလက်ကိုရယူနိုင်ခဲ့မဲ့ဆိုရင်ကျွန်တော်တို့ Michael Carrick ကိုထပ်ပြီးစီကျူရမယ့်အခြေအနေမျိုးမှာဖြစ်နေပြီအဲကြောင့်ဒီနေ့ပွဲမှာနိုင်တဲ့နိုင်ထိုက်တယ်နိုင်မကိုရမယ်ပွဲတစ်ပွဲဖြစ်တယ်အဲကြောင့်ရှေ့ကအစွန်ပီလာတို့ Chelsea တို့လွဲချော်နေတဲ့အချိန်ရှေ့ချော်နေတဲ့အချိန်မှာကျွန်တော်တို့ဒီလိုအခြေအနေမျိုးမှာမှအမှတ်မစုဆောင်းနိုင်ဘူးဆိုရင်ကျွန်တော်တို့ top 4ဝင်နိုင်ဖို့တိတ်ပြီးတော့မသေးကြဘူးပေါ့ဒီနေ့ပွဲမှာဒါကျွန်တော်တို့နိုင်ခဲ့မယ်ဆိုရင်တော့ top 4ဝင်နိုင်ဖို့ကျွန်တော်တို့မျှော်လင့်ချက်လေးတော့ရှိလာမယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့အနေနဲ့ဒီညပွဲမှာMichael Carrick အနေနဲ့တိုက်စစ်ကိုဘယ်လိုဥဆောင်လာမလဲတိုက်စစ်မှာအမ်ဘူမူနဲ့ပဲတွားမလားဒါမှမဟုတ် Sechko နဲ့ပဲတုံးလာမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ပြီးတော့ဒဏ်ရာရကစားသမားအနေနဲ့ဆိုရင်ကျွန်တော်တို့မာတီရဲ့ဒီလေးအနေနဲ့ပြန်ပါလာဖို့မရှိသေးဘူးသူတိတ်ပြီးတော့တက်တာဖို့အချိန်နေမရှိသေးဘူးပေါ့ဒီ April လောက်မှသူတက်တာလာဖို့လည်းရှိတယ်ဒါပေမဲ့ Mason Mount ကတော့လောလောဆယ်တော့ပြန်ပြီးတော့တက်တာနေပြီအချိန်နေကောင်းနေပြီပေါ့ဒါပေမဲ့ဒီနေ့ပွဲမှာတော့သူအရေးစွန်ပြီးသုံးမှာတော့မဟုတ်သေးဘူးပြီးတော့တောင်မန်ကဒိုကူအနေနဲ့လည်း April အလယ်လောက်မှသူပြန်ကောင်းလာနိုင်ဖို့ရှိတယ်အဲဒါကြောင့်Michael Carrick အနေနဲ့ဒီပွဲမှာပြီးခဲ့တဲ့9ပွဲရလို့မဲတိုက်စစ်ကိုအမ်ဘူမိုနဲ့ပဲတုံးလာမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ Sechko ပဲအပြောင်းလဲလုပ်လာမလားဆိုတော့ကျွန်တော်တို့ကွင်းတွင်းမှာဘယ်လိုသူ square ချလာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ပြီးတော့ဒီနေ့ပွဲကEverton ကိုအနိုင်ရမှကိုဖြစ်မဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက်ကြောင့်အဝေးဝင်သွားရောက်ရှင်ပြိုင်မဲ့ Manchester United အနေနဲ့ရေကန်းကံမကိုရမယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ Amorim လက်ထက်မှာManchester United က Everton ကိုတယောက်အနေထားနဲ့တောင်မှကျွန်တော်တို့C1 နဲ့ရှုံးခဲ့တယ်ဒါပေမဲ့လည်းအခုကတော့ Michael Carrick ရဲ့လက်အောက်မှာဖြစ်နေပြီဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကရှေ့တန်းကွင်းလယ်နောက်တန်းဥဒမအစရအကုန်ပြောင်းလဲခဲ့ပြီအဲ့အတွက်ကြောင့်ဒီနေ့ပွဲကနိုင်ကိုနိုင်ရမယ်နိုင်တဲ့နိုင်ထိုက်တဲ့ပွဲတစ်ပွဲလို့ကျွန်တော်ယုံကြည်တယ်အဲကြောင့်ဒီည2နာရီခွဲမှာကျွန်တော်တို့ပြည်သက်တွေရောဘယ်လိုမြင်တယ်လဲပြီးတော့ comment လေးပါcomment လေးပါကျွန်တော်ရေးသွားပါအောင်ဆွေးနွေးလို့ရပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like နဲ့ subscribe လေးလုပ်သွားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ